ဒီတစ်ပတ်မှာတော့အများစိတ်ဝင်စားနေတဲ့ကျော်စွာဝင်းနဲ့စမင်တန်တို့ရဲ့ပွဲပြီးသုံးသပ်ချက်ကိုတင်ဆက်ပေးမှာပါကျော်စွာဝင်းနဲ့စမင်တန်တို့ဟာမတ်လ20ရက်နေ့ကစားပြီးခဲ့ကြပါပြီစာကြည်ညက်တဲ့ចောင်းသားကစာမေးပွဲကန်းနဲ့ဝင်လာသလိုမျိုးကျိုးဝိုင်းနဲ့ဝင်လာကြတဲ့ကကျော်စွာဝင်းမှာယုံကြည်ချက်အပြည့်ရှိနေတာတွေ့ရပါတယ်။စမင်းတန်ကလည်းကျိုးဝိုင်းနဲ့ဝင်လာပြီးကျော်စွာဝင်းကိုနှုတ်ဆက်ပါသေးတယ်။ကစားသမားတွေကလေးစားမှုအပြည့်ပါပဲ။ပထမချီအစမှာကျော်စွာဝင်းနဲ့စမင်းတန်တို့အောက်ခြေကန်ပြီးမြေစမ်းခရမ်းပြိုပါတယ်။တဦးကိုတဦးအကဲစမ်းနေကြပြီးအခြေအနေစောင့်ကြည့်နေတာတွေ့ရပါတယ်။တွဲဆိုင်ကိုဥဆောင်လာတာကမြို့ရွှေမန်းသားကျော်စွာဝင်းပါ။ကျော်စွာဝင်းကထောက်လက်သီးထိုးသလိုစမင်းတန်ကလည်းပြန်ထောက်တာပါပဲ။ကျော်စွာဝင်းကဝိုက်လက်သီးထိုးပြီးဥဆောင်ကစားနေပေမဲ့စမတန်ကကောင်တာဖမ်းပါတယ်။ကောင်တာကလည်းထိရောက်တာမို့ကျော်စွာဝင်းကိုတက်ထိပါတယ်။ပထမချီအလယ်လောက်မှာကျော်စွာဝင်းကစမတန်ကိုရိုင်ထွက်အောင်ထိုးနိုင်ခဲ့ပါသေးတယ်။တကယ်လဲပွဲပြီးမလို့ဖြစ်သွားခဲ့ရတာပါ။ကျိုးဝိုင်းတောက်မှာကျော်စွာဝင်းကကြောင်ပိတ်ထိုးဖို့စူးစမ်းပေမဲ့လို့စမတန်ကလည်းကက်လုံတာမို့ထင်သလောက်ဖြစ်မလာခဲ့တာပါ။အဲ့ဒီပွဲမှာတော့ကျော်စွာဝင်းကတိုက်စစ်ကိုဖွင့်လွှမ်းပြီးခန့်စစ်ကိုဦးစားမပေးခဲ့ပါဘူး။ဆိုင်ထိုးပြိုင်ထိုးလှုပ်လွန်းတာမို့စမန်တန်ရဲ့ကောင်တာလက်သီးတွေပဲပြန်ထိခံခဲ့ရပါတယ်ပထမချီမှာတော့ close fight ဖြစ်ပြီးတိတ်ကွာလာတယ်မဟုတ်ပါဘူးစမန်တန်ကထိချက်တာပေမဲ့ကျော်စွာဝင်းကလည်းပြိုင်ဘက်ကိုရိုင်ထွက်အောင်ထိုးနိုင်ခဲ့တာမျိုးပါဒုတိယချီမှာလည်းကျော်စွာဝင်းက Blue Sign TV စမန်တန်ကိုပြန်ဆော်ပါတယ်ကျော်စွာဝင်းကဝိရိယကောင်းလွန်ပြီးဆန္ဒစောနေတယ်လို့တော့မြင်မိပါတယ် body shot တွေကအလုံးမဖြစ်ပေမဲ့ဒီ body shot တွေကိုပဲဆက်ထိုးနေတာမြင်ခဲ့ရမှာပါစမန်တန်ကိုကြောင်ပိတ်ထိုးခြင်းပေမဲ့ထင်သလောက်မဟုတ်ခဲ့ပါဘူးအခုပွဲမှာစမင်တန်ရဲ့ကောင်တာလက်သီးတွေကအလေအလွတ်နဲနေပြီးကျော်စွာဝင်းကိုဆက်ထိနေခဲ့တာမြင်ရပါတယ်။ချီကန်ပြီးရင်ကျော်စွာဝင်းကချီရုပ်မမြန်ပါဘူး။စမင်တန်ကချီဖမ်းပြီးထိုးပါတယ်။ပြီးတော့လဲကျော်စွာဝင်းကမထိရောက်တဲ့ပတ်တတောင်ကိုတအားသုံးလွန်းတယ်လို့တော့မြင်မိပါသေးတယ်။ဟန်ချက်ပြက်နေတာမို့ပတ်တတောင်တွေကအလုံးမဖြစ်ပဲအလေလွင့်ဖြစ်နေပါတယ်။ပုကတ်သွားရင်တော့ကျော်စွာဝင်းရဲ့တတောင်တွေကစမင်တန်ကိုတေချာထိပါတယ်။တတိယချီမှာလဲကျော်စွာဝင်းကတိုက်စစ်ဖွေထိုးတာပါပဲ။စမန်တန်ကတော့အမှားရွေးမခံပဲကောင်တာကိုပဲပိုင်နေတာကစားသွားတာမြင်ရပါတယ်အဓိကအချက်ကိုပြောရရင်တော့ကျော်စွာဝင်းကတိုက်စစ်ကိုလိုက်ပါလွန်ပြီးခန့်စစ်ကိုတတိမပြုတ်မိခဲ့တာပါစမန်တန်ကတော့ထိအောင်ထိုးတယ်လွတ်အောင်ရှောင်တယ်ဆိုတဲ့စကားကိုအတိအကျလုပ်ပြသွားခဲ့ပါပြီနောက်ဆုံးအချီနောက်ဆုံးမိနစ်မှာကျော်စွာဝင်းက Max Holloway ဝင်စားပြီးစမန်တန်ကိုဆိုင်ထိုးပြိုင်ထိုးဖို့ဖိတ်ခေါ်ပါသေးတယ်ဒါပေမဲ့စမန်တန်ကနီးစနစ်ကောင်းတယ်လို့လူလေလူပါဆိုတော့စိန်ခေါ်မှုကိုလက်မခံဘဲသူ့ရဲ့ကောင်တာအကွက်တစ်ခုတည်းနဲ့အချိန်စေ့သွားပါတယ်။ပွဲချိန်ကိုခြုံငုံပြောရရင်တော့ကျော်စွာဝင်းကဆန္ဒစောနေပြီးခန့်စစ်တက်တိုက်စစ်ကိုဦးစားပေးခဲ့တာပါ။စမင်တန်ကလည်းခန့်စစ်ကောင်းလွန်ပြီးကောင်တာထိုးချက်တွေကိုအလေလွင့်မရှိအောင်ထိုးပြပြီးအနိုင်ရသွားခဲ့ပါပြီ။အခုပတ်မှာတော့ကျော်စွာဝင်းနဲ့စမင်တန်တို့ရဲ့ပွဲပြီးသုံးသပ်ချက်ကိုတင်ဆက်ပေးခဲ့တာပါ။နောက်ပတ်တွေမှာလည်းစိတ်ဝင်စားစရာအကြောင်းတွေကိုတင်ဆက်ပေးမှာမို့ like and subscribe တွေလုပ်ထားပေးကြပါဦးခင်ဗျာ။